ညာတလိရဲ့ကထိန်ပဲဖြစ်ပါတယ်။ဘုံကြောင်းကိုတွားပြီးတော့ရွာလူတွေကသူတို့ထွက်တဲ့တီးနံမျိုးစုံပဲပြောင်းနာကျတော့အဆုံးမှာပဲထွက်တဲ့ဟာတွေကိုကထိန်ခင်းနေတဲ့တောတလိထုံးစံပဲဖြစ်ပါတယ်။မြို့ကြီးတွေလို့ပကာသနာမပါဘူး။ကိုအိမ်ကိုရာထွက်တဲ့တီးနံတွေကိုလာပြီးတော့ကထိန်ခင်းတာပဲဖြစ်ပါတယ်။ကုံလုံးကတောင်းနေကိုစီရွက်ပြီးတော့ကိုအိမ်ကထွက်တဲ့ပစ္စည်းတွေလာရောက်ကထိန်ခင်းတာဖြစ်ပါတယ်။ရွာတလေးရဲ့ကထိန်ကဘလောက်ရိုးသားဖြူစင်လဲဆိုတာမြင်တာနဲ့သိနိုင်ပါတယ်။ကြီးရွာတွေကဒီလိုပဲရိုးရှင်းနေအားတော့မိထလာမျိုးနဲ့အိုင်ကုန်းကြီးရွာကျောင်းကထိန်ပဲဖြစ်ပါတယ်။ကြီးရွာတလေးကထိန်ခင်းမှုအားဘုဒ္ဓရာအဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။